ဒီရဲ့တနေတာပေါ့နော်အခုကတော့ပေါ့နော်ဒီလေးရဲ့တနေတာပါဒါတော့သူ့ရဲ့အိမ်ပါအထဲဝင်မယ်ကသူ့ရဲ့အိမ်မှာကဒါဆိုရင်တော့ပေါ့နော်အိမ်ခန်းကလေးပေါ့နော်ဒီဘက်သွားမယ်ဆိုရင်တော့ပေါ့နော်ရောက်သွားပြီဒီမှာပါဒီလေးပါသူကအိယာထားပြီပေါ့နော်အဲ့စင်တော့တခန်းသွားပဲနောက်တခန်းမှာတော့ပေါ့နော်ရေချိုးကန်ရှိရဲ့အခုအဲ့ဒါဆိုရင်သူဘာမှမကသေးဆိုရေချိုးမယ်โอเคပြီးရင်စပီယာလေးတိုက်မယ်ပြီးရင်တော့ဒီတစ်ပတ်တုပ်မယ်တစ်ပတ်တုပ်ပြီးပြီဆိုရင်ဒီဘက်မှာတော့အူစားလေးအူစားလေးနဲ့စုံမရှိရဆိုတော့မားကတ်သွားမှာဆိုတော့ပေါ့နော်ဒါလေးပဲပတ်သွားလိုက်တော့မယ်ဒါအိမ်မနေမယ်ဘာပဲမှလည်းတော့ဆရာမရှိဘူးဆိုဒီဘက်ပေါ်ပါလေးပဲဝင်နေပေါ့နော်โอเคဒါအခုသူ breakfast စားမှာပါတယ်ကတားလေးတော့ဒါ breakfast စားမယ်ခေါ်မှာထိုင်နေပေါ့နော်ဒါ breakfast စားမှာပါထိုင်ပြီးပြီဆိုရင်ဒီမှာရေခဲတက်တာဖွင့်ကြည့်လိုက်မယ်ဟဲရေခဲတက်တာတွေမှာဘာမှလည်းမရှိပါဘူးဒီပါပုံကြီးပဲရှိတယ်တပူသဆာမှာတော့အဲ့ဒါစင်ဒီမားကတ်ကိုပြေးရတော့မယ်ပေါ့နော်အခက်ကြအောင်တော့အမြင်အိမ်ဘာမှမရှိတော့ဘူးဒီမားကတ်ကိုအမြင်ရောက်လာလို့ပေါ့ဒီ store ညောင်သွားလိုက်ပြီအိုးတရှိဆောင်ရှိတာပဲโอเคသူအာလီကျော်လေးအာလီကျော်တော့မရောဘူးနော်အာလီကျော်ကနည်းနည်းဆက်တယ်ဆိုတော့သူအဆက်ကြိုက်ပါဘူးပြီးရင်လူဘူးလေးတော့ထည့်လိုက်မယ်ပေါ့လူဘူးတော့သူကြိုက်တယ်โอเคဒါကတော့ချွေပင်းလေးပေါ့နော်ဒါလေးထည့်မယ်ဒီကတော့အောက်ကယူဘူးပေါ့နော်ယူကတော့ strawberry ယူရှိမယ်blueberry ယူရှိမယ်အခွားမွေးယူရှိမယ်ဒါကတော့ only ယူပါတော့ only ယူလေး strawberry ယူစားရကြပြီဆိုတော့ only ယူလေးထည့်ကြည့်လိုက်ပါနော်ဒါကတော့ပေါ့နော် top cookie ဘူးလေးတွေပေါ့နော် top cookie ဘူးတူထည့်မယ်ဒီဘက်ကတော့ဘာကြီးလဲတော့မသိဘူးဒီဘက်ကကျတော့ပေါ့နော်ပါမုတ်တွေကင်းမှုတွေရောင်းတာဟုတ်လားအဲ့ဒါတော့မဝဲတော့ဘူးပေါ့နော်ဒီဝင်လာလို့ပါတယ်မရေစီးမိကပ်ပြီးပါအောင်နော်ဟုတ်ကဲ့ဒါလေးရကြတော့ဒီအမဒါလေးရကြတော့1000မှာโอเคဒါ1000ပေါ့နော်1000ဒါလေးရကြတော့2000 3000ဒါကြတော့3000ဆိုတော့6000ဒါကြတော့1000ဆိုတော့9000အမအားလုံးပေါင်း9000ကျပါတယ်တီကျမအိတ်ကလေးနဲ့ထည့်ပြီးမယ်နော်အမထည့်ပြီးမယ်ဒီမှာရပါပြီโอเคบ๊ายบาย